ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့အင်္ဂါနေ့ကျွန်တော်ညနေ4:30စီကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါပြီပေါ့နော်ဒါတော့ကျွန်တော်ညနေပြီးမဲ့ကျွန်တော်ဈေးကွက်လေးပေါ့နော်နှစ်ပိုင်း9ပိုင်းဩကွန်အနေနဲ့နှစ်ခွန်ဩဒုတိယအနေနဲ့ခွန်ကိုဩနှစ်ပိုင်း9ပိုင်းဝမ်းချင်းကိုကျွန်တော်ခုနှစ်ကပ်ပေးထားတယ်နှစ်ခွန်ကိုဆိုပြီးတော့ပေါ့နော်ဒါလေးကတော့ဩကွက်ပေါ့နော်ဒါဒီထိုးခြင်းတဲ့ကိုရီမာလေးဒီကနန်းကိုကြည့်ပြီးတော့တွားထုတ်လို့ရပြီပေါ့နော်ဒါလေးကတော့ကျွန်တော်ရဲ့တွက်ဆိုင်လေးပါတွက်ဆိုင်ကဘယ်လိုမျိုးရရတော့ကျွန်တော်ဒီတချို့ကျတော့တွက်ဆိုင်လေးသိချင်လို့ကျွန်တော်တစ်ချက်နားလေးအောင်ရှင်းပြပြီပေါ့နော်ဒီမှာတော့ပေါ့နော်ဒီပစ္စည်းလေးကိုဒီမှာတစ်ပြင်ရိုက်တယ်ဒီမှာနှစ်ဒီမှာနှစ်ပြင်ဒီမှာနှစ်ပြင်ရိုက်တယ်ဒီ4ရဲ့နှကနှစ်ဆိုပြီးနှစ်ပြင်ရိုက်တယ်ဒီမှာ3ရဲ့နှက5ဆိုပြီး5ပြင်ရိုက်တယ်ဒီဒီကဲဒီမှာရိုက်မယ်ဆိုရင်ပေါ့4ရဲ့နှကနှစ်ဆိုပြီးညနေကိုနှစ်ထိရိုက်နိုင်ရှိရပေါ့နော်အဲ့တော့မှနောက်တစ်ချက်ဒီ6ပေါ့နော်6ဒီကျွန်တော်တစ်ချက်ရှင်းပြမယ်ဒီပုံမှာရောက်တော့နေ့ရဲ့ပါဝါခွန်ဆိုပြီးဒီထိတ်မှာခွန်ထိတ်ဆင်းထားတယ်ဒီအောက်မှာလည်းအဲ့ဒီမှာ3ရဲ့ပါဝါ8ဆိုပြီးဒီပုံမှာ3ဒီ8ထိတ်တွေပဲဆင်းထားတယ်ဒီပုံမှာဒီမှာ4ရဲ့ပါဝါ9ဆိုပြီးဒီမှာမနေ့ကတော့ကျွန်တော်တို့6ထိတ်မဆင်းဘူးပေါ့နော်မဆင်းတာတော့ကြောင့်မလို့ဒီအောက်မှာတော့နှခဆင်းရမှာပေါ့နော်အကယ်၍နှခမဆင်းဆိုရင်ဒီပါဝါမြန်ပြန်ပြီးဆင်းမလာတယ်ပြီးကျွန်တော်အားကြောင့်မလို့ပါဝါနှခထိပ်စီးယူထားတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်4နှစ်ကိုကီးဆိုပြီးကျွန်တော်အပိုင်ပေါ့နော်အဲ့တော့မှဒီညနေကိုဒီ4နှစ်ကိုထိမပေါအောင်ပေါ့နော်မထိရင်မပေါဘူးဒီညနေ4နှစ်ကိုအထိကထားပါပေါ့နော်အဲ့တော့မှဒီကျွန်တော်ဒီပိုင်းအောင်လိုင်းလေးကျွန်တော်တစ်ချက်ရှင်းပြမယ်ပေါ့နော်သူကကျတော့ထိုင်းပါဝါလေးပေါ့နော်ဒီနှလုံးပေါင်းခြင်းနေ့ရရှိရနှလုံးပေါင်းခြင်း3ညရဲ့ပါဝါ9ဒီမှာဒီနှစ်ပြင်မှာကြားရပြီပေါ့နော်ဒီမှာ9ကြားတယ်3ညကြားတယ်ဒီမှာ2 9ဆိုပြီးကြားတယ်ဒီအောက်ကပြင်มาလိုက်အတိုင်းပဲ9ရဲ့ခွန်ရဲ့နှလုံးပေါင်းခြင်း6 idea 6ဒီ6ရဲ့ပါဝါ2ဆိုပြီးတော့ထိုင်းနေပြီပေါ့နော်6ပါ2ဆိုပြီးဒီမှာ4နှစ်ကြားတယ်2 3ကြားတယ်ပေါ့နော်ဒီအောက်ကပြင်มาလိုက်တိုင်းပဲ8နှစ်9နဲ့နှလုံးပေါင်းခြင်းဒီခွန်ရဲ့ပါဝါဒီ4ဒီခွန်လေးဝန်းခြင်းဒီအောက်ကနှစ်ပင်မှာကြားရပြီပေါ့နော်ဒီမှာခွန်ထိပ်သီးနဲ့ခွန်9ဆိုပြီးကြားတယ်4ထိပ်သီးနဲ့4 9ဆိုပြီးကြားတယ်ပေါ့နော်အဲ့တော့မှဒီအောက်ကပြင်มาလိုက်တိုင်းပဲ9ရဲ့3ရဲ့နှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းဒီ9အောင်မှာ9ရဲ့ပါဝါဒီ10ပြတဲ့ကြောင့်မလို့ဒီမှာ8 5ဆိုပြီးကြားတယ်4 5ဆိုပြီးကြားတယ်9ခွန်ဆိုပြီးကြားတယ်ပေါ့နော်ဒီညနေမှလည်းတကယ်ထပ်ပြောလာမယ်ဆိုရင်ဒီမှာ9ရဲ့9ရဲ့နှလုံးပေါင်းခြင်းဒီ4ရဲ့ပါဝါဒီခွန်ပေါ့နော်အဲ့တော့မှ4ပဲကြားသေးရပေါ့နော်ဒီမှာခွန်ထိတ်မကြားသေးပေါ့နော်ကျွန်တော်ထင်တော့ညနေကိုခွန်လာမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ညနေကိုကျွန်တော်ခွန်ပတ်တိကိုင်နေတယ်ပေါ့နော်ခွန်ပတ်တိကိုင်နေလေးနှစ်ကိုအထိမလို့ကျွန်တော်အော်ကော့ကိုကျွန်တော်နှစ်ကွက်လေးပဲထုတ်လိုက်တယ်နှစ်ကိုဝမ်းချင်းခွန်လုံးပိုင်းနဲ့ကျွန်တော်ကပ်ပြလိုက်တယ်နှစ်ခွန်9ခွန်နော်အဲ့တော့မှညနေကိုပထမဆုံးအနေနဲ့ကတော့နှစ်ခွန်တင်တော့ပါဒုတိယအနေနဲ့9ခွန်တင်တော့ပါပတ်တိအနေနဲ့ဆိုတော့ခွန်ဝမ်းချင်းအနေနဲ့ဆိုတော့နှစ်ကိုဝမ်းချင်းပေါ့နော်ညနေကိုထပ်ပြီးတော့အားလုံးပေါက်ကြပါသေးလို့ကျွန်တော်စုမအောင်တောင်းပေးလိုက်ပါတယ်မနက်ကတော့မြင်တဲ့အတိုင်းပဲကျွန်တော်4-3ဝမ်းချင်းအထိကစားအောင်မှာ4ပိုင်းကိုကျွန်တော်ကန်လိုက်တယ်4ပတ်သေးပဲမိကြတယ်ပေါ့နော်4ချစ်ထွက်အောင်4ချစ်မထွက်လာဘူး4ချစ်နဲ့4 3ပြီးတော့4တစ်ထွက်သွားတယ်ပေါ့နော်အဲ့တော့ကန်တရားပေါ့ဒါပေမဲ့ကျွန်တော်အကုန်လုံးတော့အရန်နီးစက်တယ်ပေါ့နော်ညနေလည်းထပ်ပြီးတော့ပေါ်ကြပါသေးကျွန်တော်ဆန္ဒပြပါတယ်အားလုံးပဲညနေထပ်ပြီးတော့ကန်ကောင်းကြပါစေဘိုင်ဘိုင်